ကဲ brother အားလုံးပဲမင်္ဂလာပါเนาะ brother အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာတော့ဒီ Binance မှာပေါ့เนาะကျွန်တော်တို့ဒီ Binance မှာရှိတဲ့ coin တွေကိုမြန်မာငွေအဖြစ်ဘယ်လိုပြန်ပြောင်းမလဲပေါ့เนาะပြောင်းပုံပြောင်းဒီ P2P trade နည်းကိုကျွန်တော်ကပြပေးမယ်ပေါ့เนาะโอเคအဲ့တော့ကျွန်တော်တို့တွေကဒီမှာတစ်ခုပြောတာရှိတာကဒီလို trade တဲ့နေရာမှာလည်းဒီ lane နဲ့ seller တွေနဲ့မတွေ့အောင်ဘယ်လိုလုပ်ရမလဲပေါ့เนาะအဲ့ဒါကိုလည်းကျွန်တော်ပြပေးမယ်အဲ့တော့ကျွန်တော်တို့တွေကထွင်မယ်ဆိုလို့ရှိရင်ကိုယ်ပိုင် wallet ထဲကိုလာလဲရတယ်လို့ကျွန်တော်တို့တွေပေါ့နော်ဒီဘက်ကကျွန်တော်တို့ home မှာလည်းကျွန်တော်တို့ရတယ်ပေါ့နော် home မှာဆိုလို့ရှိရင်ကျွန်တော်တို့တွေကဒီမှာ F1 ဆိုတဲ့ဟာလေးရှိတယ်အကောင့်လေးကိုနှိပ်ပြီးတော့မှကျွန်တော်ဒီအောက်ဒီမှာပေါ့နော်ဒီ F1 ဆိုတာလို့နှိပ်ပြီးသွားရင်ကျွန်တော်တို့ကဒီမှာ buy B2B trade ဆိုပြီးရှိရပေါ့နော်P2B ဆိုပြီးရှိတယ်အကောင့်လေးကျွန်တော်တို့ကရွေးချယ်ပြလိုက်လဲရတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တွေကဒီကိုပိုင် wallet ထဲကိုလာပြီးတော့မှ F1 ကိုနှိပ်လဲရတယ်ဒါကတော့ကိုစင်ပြေတယ်လို့မိမိနဲ့တက်ရာကိုကျွန်တော်တို့ကရွေးချယ်လို့ရပါဘောနော်အဲ့တော့ကျွန်တော်တို့ဒီမှာကြုံလက်စားတစ်ခါတည်းဒီ F1 ကိုပဲကျွန်တော်နှိပ်လိုက်မယ်ပေါ့နော်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီအောက်ဆုံးမှာကျွန်တော်တို့က P2P trading ဆိုတာလေးရှိပါတယ်အဲ့ P2P trading ဆိုတာလေးကိုကျွန်တော်ကရွေးချယ်ပြလိုက်ပါရွေးချယ်ပေးလိုက်ပြီဆိုတော့ဒီနေရာမှာပြောစရာရှိတာကကျွန်တော်တို့တွေကဒီပထမဦးဆုံးအနေနဲ့ဒီမှာမြန်မာကျက်ပေါ့နော်ဒီ MMK ဆိုတာလေးကိုကျွန်တော်တို့ဖြစ်နေအောင်လို့လုပ်ပေးထားရမယ်ပြီးကြရင်ဘိုင်ဆဲရှိမယ်အဲ့ဒါကိုကျွန်တော်ရွေးချယ်ရမယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ပြောင်းလဲတာလေးတစ်ခုပြောပြပေးမယ်ပေါ့နော်ကျွန်တော်တို့လောလောဆယ်ဆဲကိုရွေးထားမယ်ရွေးပြီးသွားရင်ကျွန်တော်တို့ကဒီ MMK ပေါ့နော်ပြောင်းပေးရမှာဆိုတော့ကျွန်တော်အကောင့်လေးကိုကျွန်တော်နှိပ်မယ်နှိပ်ပြီးတော့အချိန်မှာကိုကငါတကယ်လို့ MMK ဖြစ်မနေဘူးတခြားဟာဖြစ်နေဆို MMK ရွေးပေးရမယ်ရွေးလိုက်တဲ့အချိန်မှာကျွန်တော်တို့ကဒီမှာ MMK ဆိုပြီးရွေးချယ်ပြီးတော့နှိပ်ပြီးလိုက်လို့ရှိရင်သူကဒီမှာဘိုင်းပြန်ပြောင်းသွားရပေါ့နော်ဒီနေရာကိုကျွန်တော်သတိထားရမယ်ပေါ့နော်တချို့လူတွေကကျွန်တော်တို့ကတိတ်မသိလိုက်ဘူးပေါ့နော်ကိုကဆဲပဲနှိပ်ထားရဆိုရင်မှားပြီးမှဝယ်ဒီအယောင်းနေမှားတတ်တယ်ပေါ့နော်ဒီမှာဆိုရင်သူကကျွန်တော်ဒီမှာဘိုင်ဆဲဆိုတာဘိုင်ဆဲမှာကျွန်တော်ချက်ချင်းပြန်ပြီးမှကျွန်တော်ခုနဆဲလောက်ထားတာကိုဘိုင်ဖြစ်သွားရပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ကရောင်းမှာဆိုရင်ကျွန်တော်တို့ကဆဲကိုနှိပ်ပေးလိုက်မယ်နှိပ်ပေးပြီးသွားပြီဆိုလို့ရှိရင်ဒီအောက်မှာပေါ့နော်ဘိုင်ဆဲရဲ့အောက်မှာ USDT ရဲ့ဒီ amount ရဲ့ payment ရဲ့3မျိုးရှိရပါတော့အဲ့နေရာမှာကျွန်တော်တို့ကပထမဆုံးဒီမှာကျွန်တော်မှာ USDT ပေါ်နေဆိုတာကသူကရောင်းမဲ့ USDT ပေါ့နော်ကျွန်တော်ရောင်းမဲ့ coin ကိုကျွန်တော်ရွေးပေးရမယ်ပေါ့နော်ကျွန်တော်က USDT အနေနဲ့ရောင်းမှဖြစ်တဲ့ USDT ကိုရွေးပေးပါဒီနေရာမှာပြောတာထက်ရှိသေးတာကဒီသူကဒီမှာ network က9ခုပဲရှိရပါတော့ရောင်းလို့ရမယ့် coin network က9ခုပဲရှိတယ်အဲ့နေရာမှာကျွန်တော်တို့ USDT ကအကောင်းဆုံးပေါ့နော်ဒီဘေးကသူ့ရဲ့ဘေးကဒီမှာ amount ဆိုတဲ့ဟာလေးရှိတယ် amount ဆိုတဲ့ဟာလေးကသူကဘာကိုပြောချင်တာလဲဆိုရင်ကိုရောင်းမဲ့ amount ပမာဏပေါ့နော်ဥပမာပေါ့ကျွန်တော်တို့ကကိုလိုချင်တာကဘယ်လောက်กินနဲ့လိုချင်တာပေါ့ဥပမာ1000လိုချင်လား2000လိုချင်တာဒီမှာရိုက်ထည့်လိုက်လို့ရရပါတော့သူကအနည်းဆုံး2000လို့ပြောထားပြီမဲ့ကျွန်တော်1000လေးရရပါတော့ဒါကျွန်တော်က1000ကိုအရင်စမ်းပြပြီးတာပေါ့နော်တော့ကြနေမဟုတ်မယုံမဲဖြစ်နေမှာဆိုလို့ပေါ့နော်ဒီမှာကျွန်တော်1000ရွေးချယ်ပြီးဆိုရင် confirm ကိုနှိပ်လိုက်မယ်ဒါဆိုရင်1000ကနေစဝယ်တဲ့သူတွေပေါ်လာမယ်ပေါ့နော်ပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေကဒီမှာ payment ဆိုတဲ့ဟာလေးရှိရပါတော့payment ကိုကျွန်တော်နှိပ်ပြီးပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကိုကဘယ်ပေးကိုရွေးချယ်မှာလဲပေါ့နော် AYA ရမယ် KBZ တွေရမယ်ပေါ့နော်ကိုနဲ့တက်ရာတွေကိုကျွန်တော်ရွေးချယ်ပြီးလို့ရတယ်ကျွန်တော်ကလောလောဆယ်မှာကျွန်တော်ကဝေ့ပေးလိုနေရဖြစ်တဲ့ဝေ့ကိုပဲကျွန်တော်ကတုံးလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဝေးလေးကိုရွေးပြီးတော့ကျွန်တော်နှိပ်လိုက်မယ်ပေါ့နော်ဒါဆိုရင်သူဝေးနဲ့လက်ခံတဲ့သူတွေသူကပေါ်လာမယ်ပေါ့နော်ပြီးတော့ခါကျတော့ကျွန်တော်တို့တွေကဒီ KBZ ဆိုလဲ KBZ နဲ့လက်ခံတဲ့သူတွေပေါ်လာမယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်ကိုကြိုက်လောက်ကျွန်တော်တို့အကုန်ရွေးလို့ရရပါတော့KBZ လည်းရ AYA စတဲ့ပေးတွေနဲ့အကုန်ရွေးထားလဲရတယ်ဒါကကိုစင်ပြေတယ်လို့ရွေးလိုက်လို့ရပါတော့ကျွန်တော်ကတော့ဝေးနဲ့ပဲရွေးလိုက်မယ်ရွေးပြီးသွားပြီဆိုရင်ဒီနေရာမှာအရေးကြီးဆုံးကလိန်နဲ့သူတွေနဲ့မတွေ့ဖို့အတွက်ပဲပေါ့နော်အဲ့ဒါကဘယ်လိုရွေးချယ်ရမလဲဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော်ဒီမှာဆိုရင်သူက4086ဒီမှာ4085ဒီမှာ4050ဈေးနှုန်းတွေကသူကမတူကြဘူးเนาะပေးတဲ့ဈေးနှုန်းတွေကမတူကြဘူးဒီနေရာမှာကျွန်တော်တို့တွေကဒီတချို့ကြာဈေးများပြီးလိန်နိုင်လည်းရှိရပေါ့နော်အဲ့တော့ကျွန်တော်ကကြည့်မယ်ဘယ်လိုတွေခွဲခြားမလဲဆိုလို့ရင်ကျွန်တော် trade တာကိုကြည့်မယ်ပေါ့နော် trade တာကြည့်မယ်trading တွေကို percent တွေကိုကြည့်မယ်ပြီးကြရင်ကျွန်တော်တို့တွေကဒီ live recommend တွေကိုကြည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ပထမအဆုံးတယောက်ကကြတော့သူကeasy ဆိုလာပဲပေါ့နော်ကျွန်တော် account လေးကကျတော့ trade ကကျွန်တော်တို့ trade တဲ့သူကပေါ့နော်ကျွန်တော်တို့လိုရောင်းတဲ့သူကကြတော့408ယောက်ရှိတယ်percent ကကြတော့ဒီ89.80% နေရှိတယ်သူ့ရဲ့ live recommend ကကြတော့99.9ဆိုတာဒါကကောင်းတဲ့လက္ခဏာပေါ့နော်သူ့ရဲ့အောက်ကကြတော့နောက်တစ်ယောက်ကကြတော့ထိတ်တာက1345ဒါဆိုရင်တော်တော်လေးကိုကောင်းတဲ့အပေါ်ကတစ်ယောက်တည်းpercent ကလည်းကောင်းမြန်ရော live recommend ကလည်းကောင်းတယ်ဆိုတော့ကျွန်တော်ဒီကောင်လေးကိုပဲရွေးချယ်လိုက်ပေါ့နော်ဒုတိယတစ်ကောင်လေးကိုပဲရွေးချယ်လိုက်ကျွန်တော်အဲ့လိုကြီးရွေးချယ်ပြပါတော့ကျွန်တော်ထိတ်တာတွေဒီအောက်မှာဆိုလို့ရှိရင်ဒီမှာ10ယောက်တို့ဘာလို့ live recommend 100တို့ပါလို့ဆိုတော့သူက10ယောက်ထဲနဲ့ live recommend 100ဆိုတာကတော့
ညော်ဖြစ်တယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်ဖြစ်တင်တယ်အဲ့တော့ကျွန်တော်အကောင့်တွေကိုမရွေးဘဲနဲ့ဒီလို Twitter ကြီးလည်းများမယ် live recommend တွေလည်းများတဲ့သူတွေကိုပဲကျွန်တော်ရွေးချယ်ပါနော်ကျွန်တော်ဒီဈေးကအဲ့လောက်လေးမှတစ်ချက်လောက်กว่าတာလေးကတော့ကျွန်တော်ဘာမှမဖြစ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်အကောင့်လေးကိုကျွန်တော်ဒုတိယတစ်ကောင်ကိုပဲကျွန်တော်ရွေးချယ်လိုက်မယ်ရွေးချယ်မယ်ဆိုရင်ကျွန်တော်က sale လေးကိုကျွန်တော်ကရွေးလိုက်မယ်ရွေးပြီးသွားပြီဆိုလို့ရှိရင်ဒီမှာဆိုရင် buy MNK ပေါ့နော်ကျွန်တော်က1000ရောင်းမှာဖြစ်တဲ့1000လိုတာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့ကမတင်ထားပြီးသားပြီပေါ့နော်ကျွန်တော်ဒီဘက်က buy USDT ဆိုတာကိုရွေးချက်လိုက်လေသူကကိုယ့်ရဲ့ USDT ရောင်းမဲ့ပမာဏကိုရွေးချက်လိုက်လို့ရတယ်ကျွန်တော်ကဒီမှာတော့ဒီမြန်မာငွေပဲကျွန်တော်ကရွေးမယ်ပေါ့နော်မြန်မာငွေပဲရွေးမှာဆိုတော့ကျွန်တော်တို့တွေကဒီမှာပါပြီးသားပေါ့နော်ဝင်ချင်းမှာ1000ဆိုပြီးတော့မှသူကဘယ်လောက် USDT ကိုကျွန်တော်ကပြန်ပေးရမလဲဆိုလို့ရှိရင် 2.50 USDT ကိုပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေကဒါတွေကအဆင်ပြေပြီဆိုရင်ဒီ /a payment method ဆိုတာလေးကျွန်တော်ရွေးပေးရမယ်ပေါ့နော်အဲ့ကောင်လေးကျွန်တော်နှိပ်မယ်နှိပ်ပြီးသွားရင်ကျွန်တော်တို့ကဒီ web pay နဲ့ဆိုတော့ web pay ကိုရွေးမယ်ရွေးပြီးသွားရင်သူကဒီမှာပေါ့နော် few name နေပါတယ်ပေါ့နော်ကျွန်တော်ဒီမှာကဘာမှတော့တိတ်ထွေထွေထွေလုံးဆရာမရှိဘူးကျွန်တော်တို့ကဖုန်းနံပါတ်ကိုပဲကျွန်တော်ရွေးထည့်ပေးလိုက်ပေါ့နော်ကျွန်တော်ဝေဖုန်းနံပါတ်ကိုကျွန်တော်ရွေးထည့်လိုက်လို့ရတယ်အဲ့တော့ကျွန်တော်ကရွေးထည့်လိုက်မယ်ပေါ့နော်ဖုန်းနံပါတ်ကိုကျွန်တော်ရွေးလိုက်မယ်โอเคဖုန်းနံပါတ်ကိုရွေးပြီးသွားပြီဆိုရင်အောက်ကလေးကိုဆွဲမယ်ပေါ့နော်ဖုန်းနံပါတ်ကိုရွေးပြီးသွားပြီဆိုလို့ရှိရင်ဒီအောက်မှာ confine ဆိုတာလေးရှိပါတယ်အဲ confine လေးကိုကျွန်တော်တို့ကနှိပ်ပေးလိုက်ပေါ့နော်โอเค confine ကိုနှိပ်ပြီးသွားပြီဆိုရင်သူကရပြီပေါ့နော်โอเคခဏဆောင်ပေးမယ်ဒီနေရာဒီမှာကိုက password ခံထားရဆိုလို့ရှိရင်ဒါတွေက verify သူကလုပ်ပြီးမှကိုယ့်ရဲ့ password တွေထည့်ပေးရမယ်ပေါ့နော်ဥပမာကျွန်တော်တို့တွေကဒီဖုန်းလော password တွေပါထည့်ပေးရတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ကဖြည့်ပေးလိုက်မယ်ထည့်ပေးလိုက်မယ်ပေါ့နော်โอเคဒီမှာပေါ့နော်ဒီနေရာမှာကျွန်တော်လို verify ကချက်ချင်းတမ်းမပြဘူးကုတ်တောင်းနေပေါ့နော် email verify ကုတ်တောင်းနေဆိုလို့ရှိရင်ကျွန်တော်တို့တွေစီကိုဒီ Gmail ကောက်ထဲကိုပေါ့နော်ကျွန်တော်တို့ဒီမှာ verify ကုတ်ပို့ပေးလိုက်မယ်ပို့ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီကုတ်ကလေးကိုကျွန်တော်ထည့်ပေးလိုက်မယ်ဟေးသူကဒီလိုကုတ်ကလေးကိုထည့်ပေးလိုက်တာနဲ့သူကကျွန်တော်တို့ပင်ကိုစာမျက်နှာနေရာကိုကျွန်တော်ရောက်သွားမယ်ပေါ့နော်ရောက်သွားပြီဆိုရင်ဒီမှာ order မတင်ခင်အရင်ဖတ်ပါညာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာရပြီဆိုရင် please order တင်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ရောင်းဝယ်စလုပ်ပြီးအဲ့တော့ please order တင်လိုက်ပြီဆိုလို့ရှိရင်သူကဒီမှာပေါ့နော်ဒီအပေါ်က I know လက်ကျန်ဆိုတဲ့ဥစ္စာလေးကျွန်တော်ရွေးချယ်ပေးလိုက်မယ်သူ့ရဲ့နာမည်ကဇော်မင်းထွန်းတဲ့ဇော်မင်းထွန်းအပေါ်ကဒီမှာ chat ဆိုတာလေးကဒီမှာ2လေးပြနေပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ကရွေးပေးလိုက်မယ်ရွေးပြီးသွားပြီဆိုလို့ရှိရင်ဒီမှာသူက internet contact ကြောင့်မိနစ်အနည်းငယ်ကြာနိုင်ပါသည်တဲ့အဲ့တော့ကျွန်တော်တို့တွေကဒီမှာသူ့ကိုဒီပေါ့နော်ကျွန်တော်တို့ရဲ့ဒီ KP ဆိုလို့ရှိရင် KP နာမည်နဲ့ဒီဖုန်းနံပါတ်ကိုပို့ပေးရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ပို့ပေးလိုက်မယ်ဒီမှာဆိုရင်3994208339 okay တဲ့နာမည်ကပြီးသွားကျွန်တော်ရဲ့နာမည်ကိုထည့်ပေးလိုက်မယ်ပေါ့နော်မယ်ပေါ့နော်အဲ့လိုလေးကျွန်တော်တို့ပို့ပေးလိုက်မယ်ပေါ့နော်ပို့ပေးလိုက်တယ်ဆိုလို့ရှိရင် तू ကမြန်မာပဲပေါ့နော်အဲ့တော့ तू ကနားလေတယ်အဲကျွန်တော်တို့တွေကဒီမှာခဏစောင့်ပေးလိုက်မယ်ပေါ့နော်အဲသူ့ရဲ့ तू ကပြန်ပြီးမှကျွန်တော်တို့စီကိုဒီမှာပေါ့နော်နည်းနည်းအပေါ်မှာစောင့်ကြည့်လိုက်မယ်ဟိုပေးရနေ okay ဒီမှာပေါ့နော်မကြောက်တော့တချို့သူတွေကဒီမှာမြင်လာချက်ချင်းနောင်းဆိုပြီးချက်ချင်းကျွန်တော်စီကိုဝေပေးတဲ့မှာကျွန်တော်1000ရောက်လာရပေါ့နော်ဒါဆိုရင်ကျွန်တော်တို့တွေကရသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေကဒီမှာ payment receipt ဆိုတာလေးရှိရပေါ့နော်အကောင့်လေးကျွန်တော်နှိပ်ပေးရမယ်နှိပ်ပေးပြီးသွားပြီဆိုရင်ကျွန်တော်တို့တွေကဒီမှာဒီအပေါ်ဆုံးဟာလေးကိုနှိပ်ပေးလိုက်လေရတယ်ဒါကတော့ကိုယ်စင်ပြီးလို့ရွေးချယ်ပေးလိုက်ပေါ့နော်ခေဒါ verify တင်ရတာပေါ့နော်ဒါကတော့အဆင်ပြေတယ်ကျွန်တော်တို့ခဏစောင့်ပေးလိုက်မယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ payment receipt ဆိုတာလေးကိုကျွန်တော်ရွေးပေးလိုက်မယ်ပေါ့နော်ရွေးပြီးသွားရင်ဒီမှာအပေါ်ဆုံးဟာလေးကိုနှိပ်မယ်ပြန်ဒါလေးကိုရွေးချယ်ပေးလိုက်ပေါ့နော်Okay sorry ကျွန်တော်ဒီအောက်ကဟာလေးကိုရွေးချယ်ပေးရမယ်ပေါ့နော်ဒီမှာ verify ကျွန်တော်တင်ပေးရမယ်ပေါ့နော် verify တင်ပေးရမယ်ဆိုတော့ကျွန်တော်ခဏစောင့်ပေးလိုက်မယ် Okay ဒီနေရာကနည်းနည်းလေးကျွန်တော်ကဒီမှာ password တွေပါခံမထားတော့ပေါ့နော်ကျွန်တော်ဖုန်းက password တွေပါခံမထားတော့ဒီမှာနည်းနည်းတိုင်မယ် brother တို့ဆိုလို့ရှိရင်တော့ password ခံထားရသူဆိုရင်တော့ကျွန်တော်ကို password ထည့်ပေးလိုက်ရင်အဆင်ပြေသွားပြီပေါ့နော်Okay ဒါဆိုရင်ကျွန်တော်ကုတ်ပြန်စောင့်ပြီးတော့မှကျွန်တော်ကလောက်ရတော့မယ်ပေါ့နော်ခုနလိုမျိုးပါပဲOkay ဒါဆိုရင်ကျွန်တော်ကသူ့ကိုကုတ်ထည့်ပေးလိုက်မယ်ကုတ်ထည့်ပေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ smart ကတူပေါက်သူဖြစ်သွားမယ်ပေါ့နော်ဒါဆိုရင်သူကဒီမှာအကုန်ပြီးဆုံးသွားပြီပေါ့နော်ဒါကကြတော့ကျွန်တော်တို့တွေကဒီမှာဒီ recommend ပေါ့နော်ခုနကျွန်တော်ပြောတဲ့ live recommend လေးကိုကျွန်တော်ပေးလိုက်ပေါ့နော်ပေးလိုက်ပါဒါဆိုရင်ကျွန်တော်တို့တွေက
okay ဒီမှာအမှန်ကြီးလေးချိန်ပြီးသူတို့ကိုပေးလိုက်ပါသူတို့ပို့ကြိုက်တယ်ပေါ့နော်ကျွန်တော်ဒီကောင်ကိုကျွန်တော်ပြန်ပြီးတော့မှဒီဆယ်လာကိုကျွန်တော်မှတ်ထားပြီးတော့ပြန်ကိုရောင်းဝယ်လုပ်လေးရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ရတယ်ဆိုရင်ကျွန်တော် chest ကိုနှိပ်ပြီးတော့မှဒီမှာဆိုရင်သူကဒီမှာပေးတဲ့ကျွန်တော်တို့ဒီလွှဲထားတဲ့ဥစ္စာကိုသူကဒီမှာပေါ့နော်ဒီမှာစာလေးပို့လာတယ်ဆိုလို့ရှိရင်ကျွန်တော်ကလည်းဒီမှာပြန်ပေးလိုက်တယ်ပေါ့နော်ဒီမှာကျွန်တော်လုပ်ရမယ့်ဥစ္စာကိုကျွန်တော်ကလုပ်ပြီးသွားပြီဆိုတဲ့အကြောင်းကိုကျွန်တော်ပြန်ဒီမှာပေါ့နော် order တင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာရပြီပေါ့နော်โอเคဒါဆိုလို့ရှိရင်เนาะကျွန်တော်တို့တွေကလုံးဝကိုအဆင်ပြေသွားပြီအဲ့တော့ကျွန်တော်တို့ဒီမှာဂိမ်းတွေကိုကျွန်တော်ဒီမှာပေါ့နော်ဂိမ်းနဲ့တော့ဖြစ်ကုန်ကျွန်တော်ဒီမှာ USD တွေကိုတွားကြည့်လိုက်လို့ရှိရင်လည်းကိုယ့်ရဲ့ wallet ထဲနှုတ်သွားပြီပေါ့နော်ကျွန်တော်တို့ဒီကောင်ကျတော့ကျွန်တော်ကဒီမှာဆက်ဆာလောက်တာဖြစ်တဲ့အတွက်ဆက်ဆာပြီးတော့မှာပေါ့နော်ကျွန်တော်တို့လောက်အကောက်အစ်တစ်တစ်ခုနဲ့ကျွန်တော်ကလောက်ပြပေးတာဖြစ်တဲ့အတွက်ကျွန်တော်လိုမျိုးပဲဒီလိုပုံစံပဲသွားလိမ့်မယ်ပေါ့နော်ဒီမဟုတ်လို့ရှိရင်เนาะကျွန်တော်ဒီအရင်လှုပ်ဖူးတဲ့လုံနေကြလှုပ်တဲ့သူတွေရှိရဆိုလို့ရှိရင်เนาะလှုပ်ဖူးတဲ့ဆိုလို့ရှိရင်เนาะဒီလိုပုံစံမသွားဘူးပေါ့နော်သူကကျွန်တော်ဒီဖုန်းနံပါတ်တွေဘာချိတ်ဆရာမလို့တော့ပေါ့နော်ဓာတ်ရိုက်တန်းသွားလို့ရတယ်အဲ့လိုမှမဟုတ်ဘူးခုမှစပြီးတော့မှထိတ်မဲ့သူတွေအတွက်ကြရင်တော့ကျွန်တော်လူဒီပုံစံတိုင်းပဲတပုံစံနဲ့ပဲသွားလိမ့်မယ်ပေါ့နော်โอเคအဲ့တော့ဒီရောင်းတာပြူတာကိုလည်းကျွန်တော်ပြပေးသွားပြီဆိုတော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုလည်းcomment လေးသို့မဟုတ်ဒီ like မှလေးလည်းပေးသွားလို့ရတယ်ဒီ channel ကိုလည်း subscribe လုပ်သွားလို့လည်းရရပါတော့เนาะအဲ့တော့ဗီဒီယိုလေးကအဆုံးထိကြည့်ပေးပါသားအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်เนาะ bye bye